အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဝေမျှနေအင်းတဲ့အကြောင်းအရာလေးကတော့ပရိစိတ်နီးဖြစ်ပါတယ်အဲ့တော့အရင်ဆုံးကျွန်တော်စတင်ပြီးတော့ဖတ်ပြပေးပါမယ်ပရိစိတ်ချင်းသည်စိတ်တည်ကြည်၍တမာရီရလည်းသောအလုပ်ဖြစ်ပါတယ်ဒါကြောင့်မို့နံပါတ်1ပရိ၌စိတ်ကိုမရောက်စေရနံပါတ်2ဂုဏ်တော်၌စိတ်ကိုထင်မြင်အောင်ပွားရပါမယ်ဥပမာအရဟံအဓိပ္ပာယ်စသည်ကိုသိအောင်ပြုပြီးပါဠိအဓိပ္ပာယ်နှလုံးလုံးပွားများလေပို၍ကောင်းပါတယ်နံပါတ်3ဘုရားဂုဏ်တော်ကိုတူတူနဲ့လိုရင်းဖြင့်ထင်မြင်အောင်ပွားများရပါမယ်ဥပမာသောဘဂဝါဣတိပိအရဟံပူဇော်အထုကိုခံတော်မူထိုင်သောမြတ်စွာဘုရားစသဖြင့်တူတူနဲ့လူရင်းသာပွားများပါမယ်ဒါမှစိတ်တည်ကြည်၍တမာတိရလမှာဖြစ်ပါတယ်နံပါတ်4ဂုဏ်တော်များပွားပြီးလျင်သစ္စာပြုပါဥပမာတပိတော်ဒုတော်မသည်ဘုရားဂုဏ်တော်များကိုစိတ်ပြီးဖြင့်ပွားများခဲ့ပါသည်ဘုရားဤသစ္စာကားသည်မှန်ကန်ပါသည်ဘုရားဤမှန်ကန်သောသစ္စာတကားကြောင့်၎င်းဘုရားဂုဏ်တော်၏တကိုးတည်သောအာနုဘောကြောင့်၎င်းတပိတော်ဒုတော်မသည်စာမွေးအောင်မြတ်ပါလို့ဘုရားမိမိလိုသောစုတစ်ခုသာမပြောင်းလဲပဲတောင်းပါနံပါတ်5အမြဘေဝါယနေ့ပြုလုပ်တဲ့ဒါနကောင်းမှုတိလကုသိုလ်ဘာဝနာကုသိုလ်စုစုကိုကိုယ်ဆောင်တာအိမ်ဆောင်တာစတဲ့နတ်ဒီဝါပေါင်းတို့ကလည်းအမြဘေဝါစသဖြင့်ဘုံ30ဘောအလုံးကိုအမြဘေဝခြင်းဖြင့်ပရိစိတ်ကြည်ပါအားလုံးကိုကြမ်းပါစိတ်ချမ်းသာဖြင့်မိမိလိုအပ်တဲ့စုတွေအမြဲပြည့်နိုင်ကြပါစေ